ဒီလိုခံစားချက်မျိုးကတကယ်ကိုလေးလံလုံးပါတဲ့အမတ်တရားတွေကပျော်ရွှင်ဖို့ဖြစ်တဲ့ပေမဲ့တခါတလေမှာတော့အသွားထက်တဲ့ဓာတ်တစင်းလိုကိုပြန်ပြီးနာကျင်စေတတ်တာမျိုးပေါ့လမင်းကြီးတောင်အဖော်ပြုမှုပေးနေတယ်လို့ခံစားရတာဟာတင့်နှလုံးသားထဲမှာဘလောက်တောင်အထီးကျန်နေမလဲဆိုတာပေါ်လွင်နေပါတယ်အချိန်တွေကအရာရာကိုကုသပေးနိုင်တယ်ဆိုပေမဲ့ခုလောလောဆယ်မှာတော့အဲ့ဒီအချိန်ကအယမ်းကိုနှိမ့်ကွေးနေတယ်လို့ပါပဲဒီလိုခံစားနေရတဲ့အချိန်မှာကိုအပြစ်မတင်ပါနဲ့အချစ်ကိုပေးဆက်ခဲ့မိတာဟာအမှားမဟုတ်ပါဘူးဖြူစင်တဲ့စိတ်ထားရှိလို့သာဒီလောက်အထိနာကျင်နေရတာပါမူချလိုက်ပါမျက်ရည်ကစိတ်ရဲ့အစိတ်တောက်တွေကိုစေးကြောပေးနိုင်ပါတယ်မေးဖြစ်ဖို့အတင်းဖိအားပေးတာထက်ခံစားချက်ကိုအရှိတိုင်းလက်ခံလိုက်တာကပိုသက်သာစေနိုင်ပါတယ်အလင်းရောင်တစ်ခုခုကိုရှာပါမှောင်မိုက်နေတဲ့ညတွေမှာလမင်းကငိုနေတယ်လို့မြင်မဲ့အစားအမောင်ဆုံးညတွေမှာတော့အလင်းပေးဖို့ကြိုးစားနေတဲ့လမင်းရဲ့အာမန်ကိုကြည့်ပေးစေချင်ပါတယ်နှလုံးသားကပေးဆက်ခဲ့တဲ့အချစ်အတွက်နာကျင်နေရတာဟာတင်ဟာလူသားဆန်တဲ့မေတ္တာတရားရှိသူတစ်ယောက်ဖြစ်ကြောင်းသက်သေပါပဲမင်းသွားခဲ့တဲ့လမ်းကိုငါတယောက်တည်းကြည့်နေခဲ့တယ်မပြောနိုင်တဲ့စကားတွေကမျက်ရည်ဖြစ်ပြီးရှော့ကျလာတယ်မင်းမရှိတဲ့နေ့တွေကနှလုံးသားကိုတိတ်တိတ်လေးချိုးနေတယ်အချစ်ဆိုတာကတခါတည်းနဲ့ဘဝတစ်လုံးနာကျင်စေခဲ့တယ်